အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်ကတော့စာရေးဆရာဦးနုရေးသားတဲ့ကာမတဏဆိုတဲ့စာအုပ်ထဲကမောင်သိန်းမောင်နှင့်မက်ခင်မီဆိုတဲ့ဇာတ်လမ်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲအဆုံးထိလိုက်ပါနားဆင်ပေးကြပါအောင်ရှင်မောင်သိန်းမောင်နှင့်မက်ခင်မီတညမှာဒေါ်လာမေဟာဦးလာမောင်တို့အိမ်ကိုသွားလဲပါတယ်။ဟိုစကားဒီစကားပြောပြီးဦးလာမောင်ကဒေါ်လာမေရေကျွန်တော်မောင်သိန်းနဲ့မခင်မေကိုပေးစားခြင်းနဲ့လို့ပြောလိုက်တယ်။ဒေါ်လာမေကခဏစဉ်းစားပြီးမောင်သိန်းကယူပါမလားပတ်စံရှိတာတွေသူရနိုင်တာပဲလို့ဖြေတယ်။ဦးလာမောင်ကဒေါ်လာမေကိုဒီလောက်အနန္တခံပြီးပြုစုတာဒေါ်လာမေကိုလည်းချစ်လို့ပါပဲ။နောက်ပြီးတော့မခင်မေကိုလည်းမေတ္တာရှိနေတာကြောင့်ဒီလောက်ပြုစုတယ်လို့ကျွန်တော်တော့တစ်ထစ်ချယူဆထားတာပဲလို့ပြောတယ်။ဒေါ်လာမေကခဏစဉ်းစားပြီးဟုတ်မယ်မထင်ဘူးဦးလာမောင်မခင်မေကိုမောင်သိန်းဟာဘယ်တော့မှအယောမဝင်ဘူးစကားပြောရင်တောင်မျက်နှာကြည့်ပြီးမပြောဘူးဒီတော့မခင်မေကိုမေတ္တာရှိနေတယ်ဆိုတာတော့ဟုတ်မယ်မထင်ပါဘူးကျမဟာမောင်သိန်းကိုဘယ်လောက်ချစ်တယ်ဆိုတာလဲဦးလာမောင်တို့အသိသားပဲအဲ့ဒီတော့မောင်သိန်းကသာမေတ္တာရှိတယ်လိုချင်တယ်ဆိုပါစေကျမသမီးကိုကျမကိုယ်တိုင်ခေါင်းနဲ့ရွက်ပြီးလာပို့ရမယ်ဆိုလဲပို့ပါမယ်ဒီတငယ်ကိုတော့ကျမဒီလောက်မေတ္တာရှိပါတယ်လို့ပြောပါတယ်ဦးလာမောင်ကဒေါ်လာမေမေတ္တာရှိတာတော့ဟုတ်ပါပြီ။သမီးကရောဘယ်နဲ့လဲ။ဒေါ်လာမေရဲ့သမီးကဒီကိစ္စမှာအင်မတန်အပြောရကျက်တယ်နော်လို့ပြောပါတယ်။ဒေါ်လာမေကကိစ္စမရှိပါဘူး။ကျမတာဝန်ထားပါလို့ပြောပါတယ်။ဒေါ်တန်းတင်ကမြို့ပန်ဥရွှေချိုင်နှုံးကလို့ဖြစ်နေပါအောင်မယ်လို့တတိပေးတယ်။ဒေါ်လာမေကမြို့ပန်ဥရွှေချိုင်နှုံးကမှန်မှန်ပြောရရင်ကျမကိုယ်တိုင်ကလည်းဒီလောက်စိတ်မပါပါဘူး။ဖိုးအေးကလည်းစိတ်မပါဘူး။စိတ်ပါတာတဲ့မေတယောက်ပဲရှိတယ်လို့ပြန်ပြောပါတယ်။အဲ့ဒီအခါဦးလာမောင်ကဒီလိုဆိုရင်ဒေါ်လာမေရဲ့သမီးကိုဒေါ်လာမေမေးကြည့်စမ်းပါလားလို့အကြံပေးပါတယ်ဒေါ်လာမေကခဏလောက်စဉ်းစားပြီးမောင်သိန်းဘက်ကမသေးကြပဲမေးလို့မကောင်းမှုထင်တယ်ခင်မေကိုမေးလို့သဘောတူပါတယ်ဆိုပြီးမှသိန်းမောင်ကမလို့ချင်ဘူးဆိုရင်တယောက်နဲ့တယောက်မျက်နှာကြည့်ရဲမှာမဟုတ်ဘူးအဲ့ဒီတော့မောင်သိန်းဘက်ကသာသေးကြပါစေခင်မေဘက်ကကျမတာဝန်ထားပါဦးလာမောင်လို့ဒေါ်လာမေကပြောတယ်အဲ့ဒီအခါဒေါ်တန်းတင်ကဟုတ်တာပဲကိုလာမောင်ရဲ့ဒေါ်လာမေသူ့သမီးကိုသူ့နိုင်နေဆိုရင်မောင်သိန်းကိုအရင်မေးဖို့ကောင်းတယ်မခင်မေကိုအခုသွားမေးရင်သူယောက်ျားမလို့ချင်ဘူးတီလာရှင်လုပ်မယ်ပဲပြောမှာပဲအဲ့ဒီအခါမောင်သိန်းဘက်ကဘယ်လိုမှမသိသေးပဲနဲ့ညီတီလာရှင်မလုပ်ရဘူးမောင်သိန်းကိုယူရမယ်လို့ဘယ်နဲ့တိုက်တွန်းမလဲမောင်သိန်းဘက်ကတေးကြတော့မခင်မေယောက်ျားမလို့ချင်ဘူးတီလာရှင်လုပ်မယ်ပြောရင်တောင်ဒေါ်လာမေရောဦးလေးဖိုးအေးရောရှင်ရောကျမရောကဝိုင်းပြီးတိုက်တွန်းနိုင်တယ်မောင်သိန်းကိုအရင်မေးပြီးမောင်သိန်းကမကြိုက်ဘူးဆိုတော့မခင်မေလည်းဂုံမငယ်ရဘူးသူတို့ဟာသူတို့လည်းမျက်နှာမပူရဘူးအခုလိုပဲဝင်ထွက်သွားလာနေနိုင်တာပေါ့မောင်သိန်းကိုအရင်မေးပါအဲ့ဒါကနီလန့်ပို့ကြတယ်လို့ဒေါ်လာမေကိုထောက်ခံပါတယ်အဲ့ဒီနီလန့်ကိုအားလုံးသဘောတူပြီးဦးလှမောင်ဒေါ်တန်းတင်တို့ကိုသိန်းမောင်ကိုခေါ်မေးဖို့နဲ့သိန်းမောင်စီကအဖေရတဲ့အခါဒေါ်လာမေကိုစကားပြန်မှုဆုံးဖြတ်ကြပါတယ်နောက်တနေ့ဦးလှမောင်တို့စီကိုသိန်းမောင်လာပါတယ်ဦးလှမောင်ကမောင်သိန်းရေမင်းမခင်မေကိုမြတ်တာရှိသလားငါ့ကိုမှန်မှန်ပြောစမ်းလို့မေးပါတယ်မောင်သိန်းကပြုံးပြီးဘာဖြစ်လို့လဲဦးရဲ့ကျွန်တော်မခင်မေကိုမမုန်းပါဘူးလို့ဖြေပါတယ်ဦးလာမောင်ကဟာ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 နဲ့ရဲပါတယ်ဒီလိုရဲပြီးရှေ့နေတို့ရဲ့ဝါသနာအတိုင်းမမုန်းဘူးဆိုတာမေတ္တာရှိတယ်လို့ဆိုချင်တာပဲမဟုတ်ဘူးလားလို့နမိတ်ပြမေကွန်းကိုဆင့်ပြီးမေးပါတယ်အဲ့ဒီတော့သိန်းမောင်ကဦးဘာဖြစ်လို့ကျွန်တော်ကိုဒီမေကွန်းမေးတာလဲလို့ပြန်မေးပါတယ်ဦးလာမောင်ကမောင်သိန်းကိုလည်းတိုးသားကလေးလိုချစ်နေတယ်မခင်မေကိုလည်းတမိကလေးလိုချစ်နေတယ်အဲ့ဒီတော့မင်းကမေတ္တာရှိတယ်ဆိုရင်တို့အနေနဲ့ကတော့ပေးစားချင်တာပဲကွာလို့ပြောပါတယ်တိမ်မောင်ကဥရဲ့မခင်မေဟာပစ္စည်းကိုသာမတ်တဲ့သူအတွက်ဆိုရင်တော့ယူဖို့မကောင်းပါဘူးဒါပေမဲ့အရေးအချင်းအကျင့်စာရိတ္တကိုမတ်တဲ့သူအတွက်ဆိုရင်တော့မခင်မေထက်သားတာတနိုင်ငံလုံးမှာရှာတွေ့နိုင်မယ်မဟုတ်ပါဘူးကျွန်တော်ပစ္စည်းမမတ်ပါဘူးကျွန်တော်မှမိဘမရှိပါဘူးဦးနဲ့ဒေါ်တော်တို့ဟာကျွန်တော်ရဲ့အဖေနဲ့အမေပါပဲဦးနဲ့ဒေါ်တော်တို့ပြောစကားကျွန်တော်နားထောင်မှမယ်လို့ဖြေတယ်ဦးလာမောင်ကဒီလိုကြားရတာဝမ်းသာတယ်ကွယ်သူ့အမေကြီးကိုတို့ကနေညဖြစ်ဖြစ်မနှက်ဖြန်ညဖြစ်ဖြစ်ချက်ချင်းပြောမယ်လို့စိတ်အားထက်သန်စွာနဲ့ပြောပါတယ်အဲ့ဒီအခါသိန်းမောင်ကကျွန်တော်ပြောခွင့်ရှိရင်စကားတစ်ခွန်းလောက်ပြောချင်နေဦးလို့ပြောပါတယ်ဦးလာမောင်ကပြောပါလို့ဆိုတဲ့အခါဒီကိစ္စဟာသူ့အမေကြီးနဲ့ပဲပြီးနိုင်မှာမလားမခင်မေကိုအပြောရအင်မတန်ခက်လိမ့်မယ်ထင်တယ်လို့တတိပေးပါတယ်ဦးလာမောင်ကကိစ္စမရှိပါဘူးကွာလို့ပြောတာနဲ့သိန်းမောင်လည်းရှေ့ဆက်မပြောတော့ဘူးအဲ့ဒီညပဲဦးလာမောင်ဒေါ်တန်းတင်တို့ဟာဒေါ်လာမေစီကိုသွားကြတယ်ဒေါ်လာမေနဲ့တွေ့တဲ့အခါဦးလာမောင်ကမောင်သိန်းနဲ့တွေ့ပြီးမေးပြီးသူပစ္စည်းကိုမမတ်ပါဘူးတဲ့အရေးအချင်းစာရိတ္တကိုသာမတ်ပါတယ်တဲ့ကျ
ကျွန်တော်နဲ့မတန်းတင်တို့ဟာသူ့အဖေနဲ့အမေပါပဲတဲ့အဲ့ဒီတော့ကျွန်တော်တို့စီမံတဲ့အတိုင်းသူနားထောင်ပါမယ်တဲ့လို့ဒေါ်လာမေကိုပြန်ပြောပါတယ်ဒေါ်လာမေဟာအများကြီးဝမ်းသာသွားတယ်အနားမှာလည်းမခင်မေထိုင်နေပါတယ်ဒေါ်လာမေကသူ့သမီးကိုကြည့်ပြီးသမီးရေငါသမီးဟာအရှိကြီးရှောက်ပြောနေရမယ်သမီးမျိုးမဟုတ်ပါဘူးအဲ့ဒီတော့တူတူပဲပြောပြရစီသမီးရေမောင်သိန်းနဲ့သမီးကိုပေးစားခြင်းနဲ့ငါလည်းသေးကနေပါပြီငါမသေးခင်ညီတို့တင်းတင်းတဲတဲနဲ့နေထိုင်သွားကြတာကိုမမေမြင်ခြင်းနဲ့လို့ပြောပါတယ်မခင်မေကကျမယောက်ျားမယူပါရစေနဲ့မေမေရဲ့လို့ဖြေတယ်အဲ့ဒီအခါဦးလာမောင်ကတီလာရှင်လုပ်ပြရစီလားလို့ဝင်ပြီးရဲစရာပြောပါတယ်ဒေါ်လာမေဦးလာမောင်ဒေါ်သက်နင်တို့ကဝိုင်းပြီးပြောပါတယ်မခင်မေတယောက်ထဲကကျမယောက်ျားမယူပါရစေနဲ့ကျမယောက်ျားမယူခြင်းမူဆိုတဲ့စကားနှစ်ခွန်းနဲ့ပဲညင်နေတာပဲတနားခွဲ2နာရီလောက်ပြောလို့မရတာနဲ့ဦးလာမောင်ဒေါ်သက်နင်တို့လည်းအိမ်ပြန်သွားကြပါတယ်ဒေါ်လာမေနဲ့မခင်မေတို့ညီအမကြီးပဲကျန်တဲ့အခါဒေါ်လာမေကသမီးကိုအမျိုးမျိုးနားချပါတယ်မခင်မေမလည်းတီလာရှင်လုပ်မေးဆိုတဲ့တန်တိတ်ထန်ဟာအင်မတန်ပြင်းထန်နေတဲ့အတွက်ဦးလာမောင်ဒေါ်တန်းတင်တို့ပြောတာတွေရောသူ့အမေပြောတာတွေရောဘသူပြောတာမှသူနားတယ်မဝင်ဘူးဟိုစကားနှစ်ခွဲနဲ့ပဲမခင်မေဟာညင်းဆန်နေတယ်အတော်ကြီးကြာလာတော့ဒေါ်လာမေဟာမျက်ရည်တွေကျလာပြီးရှိုက်ကြီးတငင်ငိုပါတယ်တအောင်လောက်ငိုပြီးတဲ့အခါညီငါကိုနောက်တော့အစိုးမစိုးနဲ့လို့ပြောပြီးသူ့အခန်းထဲဝင်သွားပါတယ်သူ့အခန်းထဲရောက်တဲ့အခါအထက်ကချက်ထိုးလိုက်တဲ့ကိုမခင်မေတို့ကြားရပါတယ်မခင်မေလည်းသူထိုင်နေတဲ့နေရာမှာပဲထိုင်ပြီးမျက်ရည်တွေကျနေပါတယ်ညီမကလေးကလည်းမျက်ရည်ကျပြီးမေမေစိတ်ညစ်အောင်မလုပ်ပါဘူးလို့ဖေဖေကိုမမဂရီပေးလိုက်ပြီးအခုလိုလောက်တာကောင်းသလားမိမတိုင်းလင်ယူနေတာပဲမမတယောက်ထဲကြမှာလင်ယူရတာကိုပဲဘလူးပါဆက်ထဲခုံချရတယ်လို့ဖြစ်နေတာကျမတော့ဖြင့်တိတ်အံ့ဩတာပဲမမရဲ့တွေးပုံခေါ်ပုံကိုကျမလည်းနားမလည်ဘူးဆိုပြီးမေအေကြီးအဒရက်စိတ်မကောင်းတာနဲ့အမျှသူ့မမကိုရန်တွေ့နေတာပဲမခင်မေလည်းပါမပြောဘူးမျက်ရည်တွေသာကျနေတယ်မခင်မေဟာအချိန်ကျလို့နေစဉ်ဝေယဝိဆအတွက်အခန်းထဲဝင်မှုသူ့မေမေကိုခေါ်တဲ့အခါသူ့မေမေကမထူဘူးမတင်မေခေါ်တဲ့အခါအမေကြီးကတကားမဖွက်မဲအထက်ကနေပြီးမတင်မေအိတ်တော့ညက်နေပြီလို့ပြန်ပြောတယ်မခင်မေရဲ့အတန်ကိုကြားရင်ဘာစကားမှပြန်မပြောဘူးအဲ့ဒီတော့ငါဟာဖြင့်မိမိအချစ်ဆုံးကြီးဟာအခုတော့အမုန်းဆုံးဖြစ်သွားရပြီလို့တွေးမိပြီးမခင်မေဟာတခါမှမဖြစ်စဘူးထူးထူးခြားခြားကြီးဝမ်းနဲ့ပက်လက်ဖြစ်တဲ့အတွက်ရှိုက်ပြီးငိုရှာပါတယ်မခင်မေလည်းသူ့အမေအခမ်းအနားကပဲမှမသွားပဲထိုင်နေပါတယ်မတင်မေလည်းအနားကတိုင်ကိုမိပြီးငိုက်နေပါတယ်မနက်9 နာရီလောက်ရောက်တဲ့အခါစိုင်ဖွင့်เสียရှိသေးတာနဲ့မေတင်မေတယောက်ထဲစိုင်ထွက်ပါတယ်မခင်မေကတော့အိမ်မှာပဲစောင့်နေရပါတယ်10 နာရီလောက်မှသူ့အမေပဲတေးနေသလားရှင်မဲရှင်နေသလားဆိုတာကိုသိချင်တာနဲ့သူ့အတန်မပေးပဲတကားခေါင်းနေပါတယ်အထဲကနေပြီးဘယ်သူလဲလို့မေးပါတယ်မခင်မေဟာသူ့အတန်ကိုမပေးရဘူးအဲ့ဒီလိုနဲ့ညဘက်ကိုရောက်လာတဲ့အခါဦးလေးဖိုးအေးလည်းစိုင်စောစောပိတ်ပြီးအိမ်မှာရှိနေတယ်ဦးလာမောင်တို့လည်းမရလဲရောက်နေကြတယ်ဦးလေးဖိုးအေးလည်းတကားအဖွင့်ခိုင်းလို့မရဘူးဦးလာမောင်တို့လည်းတကားအဖွင့်ခိုင်းလို့မရဘူးသူမြန်သိရင်ကောင်းတယ်သူ့အတွက်စိတ်မပူကြပါနဲ့လို့သာအထဲကပြန်ပြောတယ်အဲ့ဒီတော့ဦးလာမောင်ကမောင်သိန်းတယောက်ပဲကျန်တော့တယ်မောင်သိန်းအဖွင့်ခိုင်းလို့မှမရရင်တော့လက်ပိုက်ကြည့်နေလို့မဖြစ်ဘူးတကားကိုပေါက်စိန်နဲ့ပေါက်ပြီးဖွင့်ရမယ်ဒီလိုသာတစ်နေ့လုံးအစာမစားပဲနေရင်ဒီအရွယ်ကြီးနဲ့2 ရက်မခံနိုင်ဘူးထင်တယ်လို့ပြောတယ်နောက်တော့ဦးလာမောင်ကတခုခုစဉ်းစားမိပြီးဒေါ်လာမီရေမတောက်ရရဲ့လားရေမတောက်ရင်တော့တကောင်တောင်ခံမှာမဟုတ်ဘူးလို့ဆိုတဲ့အခါမခင်မေကအခန်းထဲမှာရေအိုးတစ်လုံးတော့ရှိပါတယ်လို့ပြန်ဖြေတယ်ဦးလာမောင်ကပဲထပ်ပြီးကဲကိုဖို့အေးရေမောင်သိန်းကိုမြန်တော့ခေါ်ကြမောင်သိန်းလာရင်တကားဖွင့်လိုက်မယ်ထင်တယ်လို့ပြောပါတယ်ဦးလေးဖို့အေးလည်းစိတ်တူနေတဲ့အတွက်ဒီလောက်တော့အမေကိုဒုက္ခပေးတဲ့ဟာမတွေကျွန်တော်တောက်မြင်ကတ်တယ်ဗျာတော့မခေါ်ဘူးသူတို့ဟာသူတို့တော့ခေါ်ပါစေလို့ခက်ဆက်ပြန်ပြောတယ်အမေကြီးသေးမကိုအင်မတန်စိုးရင်ပူပန်နေရှာတဲ့မခင်မေဟာမျက်ရည်တုပ်ပြီးမောင်သိန်းကိုခေါ်ဖို့ထွက်သွားပါတယ်မေတင်မေလည်းသူ့အမနောက်ကိုပြေးလိုက်သွားပါတယ်ဒေါ်တန်းတင်ဟာအိုးမင်းကလေးတွေဒီအချိန်ကြီးသွားခေါ်လို့မတော်ပါဘူးရှင်ကိုလာမောင်လားကျမတို့လည်းလိုက်သွားမယ်ဆိုပြီးနောက်ကလိုက်သွားပါတယ်မခင်မေဟာသူ့အမေအတွက်စိတ်တွေတိတ်ဆောနေတာကြောင့်တိတ်မြန်ကြီးသွားနေတယ်ဦးလာမောင်ဒေါ်တန်းတင်တို့လိုက်မမီနိုင်ဘူးတိမ်မောင်လည်းဦးလာမောင်စီကစကားပြန်မရခင်ထမင်းဆိုင်ကိုလည်းမသွားသေးဘူးအိမ်ကိုလည်းမသွားသေးဘူးဦးလေးဖိုးအေးနဲ့လည်းမတွေ့သေးဘူးလို့ဆုံးဖြတ်ထားတဲ့အတွက်ပဲမှမသွားဘူးသူ့အိမ်မှာပဲရှိနေတယ်ဒါကြောင့်မခင်မေတို့လာတဲ့အခါတိမ်မောင်ပက်လက်ကလက်ထိုင်ပေါ်မှာထိုင်ပြီးစားဖက်နေတာကိုတွေ့ရတယ်မခင်မေတို့ညီအမ2 ယောက်မလာစဘူးအချိန်မတော်ကြီးမှမျက်ရည်ဆက်လက်နဲ့ရောက်လာတာကိုတွေ့ရတော့လန့်သွားတယ်အာကြီးကောင်းကြီးသွားတယ်ဟာဘလို့ဖြစ်လာကြတာလဲလို့ပြပြတလဲမေးပါတယ်မခင်မေက
ကိုသိရဲ့မေမေကိုကဲပါအောင်မေမေတေတော့မယ်လို့ပြောပါတယ်ဘလို့ဖြစ်တာလဲជីជីလန်းလျှောက်ရင်လဲပြီထင်တယ်လို့မေးတဲ့အခါမဟုတ်ပါဘူးအိမ်ကိုသာလိုက်ခဲ့ပါအိမ်ကြရင်အကုန်သိပါလိမ့်မယ်လို့ပြောတယ်တိမ်မောင်လဲပြပြတဲ့လဲရှက်အင်းကြီးကိုထပ်ဝတ်တယ်ပြလောင်ခက်နေတာနဲ့သူ့ဖက်နဲ့တစ်ဖက်နဲ့ဆက်မြတ်ဖက်နဲ့တစ်ဖက်ကျွဲတစ်ဖက်နွားတစ်ဖက်စီးပြီးထွက်လိုက်သွားတယ်အိမ်နဲ့ကိုင်းအစိမ်းလောက်မှာဥလမောင်တော်တန်းတင်တို့နဲ့တွေ့တယ်မခင်မေတို့အိမ်ဘက်စီကိုရှောက်လာရင်လမ်းမှာဥလမောင်ကပြောပြတာနဲ့တိမ်မောင်လည်းအဖြစ်အပျက်အားလုံးကိုသိသွားတယ်အိမ်ရောက်တဲ့အခါជីជីရေကျွန်တော်မောင်သိန်းမှာတကားဖွင့်မအောင်လို့ဆိုပြီးနှစ်ချက်သုံးချက်တကားကိုပုတ်ပါတယ်ဒေါ်လာမီကအထက်ကနေပြီးမောင်သိန်းရဲ့နေပါစေတော့ကွယ်ជីជីမြန်မြန်တည်ရင်ကောင်းတယ်ជីជីအတွက်မပူကြပါနဲ့လို့ပြန်ပြောတယ်မဟုတ်တာပဲជីជីရေဘာဖြစ်လို့တည်ရမှာလဲဖွင့်မှာလို့ပြောပြီးမောင်သိန်းတကားကိုထပ်ပြီးပုတ်ပါတယ်အထက်ကနေပါစေတော့မောင်သိန်းရေជីជីမြန်မြန်တည်ရင်ကောင်းတယ်လို့သာပြန်ဖြေတယ်ជីជីကျွန်တော်တောင်းပန်ပါတယ်ရှ िख ိုးပြီးတောင်းပန်ပါတယ်တကားခဏဖွင့်ပေးပါလို့တကားနှစ်ချက်လောက်ပုတ်ပြီးတောင်းပန်ပြန်နေဒီအခါဘာတမ်းမှမကြရဘူးအထဲကစကားမပြတ်ဘူးအဲ့ဒီအခါမောင်သိန်းမောင်ကជីជីရေဒီတစ်ခါကျွန်တော်နောက်ဆုံးတောင်းပန်တာပါပဲဒီတစ်ခါတောင်းပန်လို့မှမရရင်တော့ជីជីဟာကျွန်တော်ကိုလည်းမုန်းသွားပြီကျွန်တော်မျက်နှာကိုလည်းမကြည့်ကျင်တော့ဘူးလို့ကျွန်တော်တတ်မှတခါတည်းကျွန်တော်မှတ်ထားလိုက်ပြီလို့ပြောပြီးတကားကိုနှစ်ချက်လောက်ထပ်ပုတ်တယ်တောင်းလောက်ကြတဲ့အခါအထဲကတကားဖွင့်တန်းကြားရတယ်မောင်သိန်းအခန်းထဲဝင်သွားတဲ့အခါအမေကြီးဟာမောင်သိန်းကိုဖတ်ပြီးငိုပါတယ်မောင်သိန်းမောင်လည်းအမေကြီးကိုအသာကလေးဖတ်ထားပြီးတိတ်ပါကြီးကြီးရဲ့ကျွန်တော်အားလုံးသိပြီးပါပြီဒီကိစ္စကျွန်တော်ရှင်းပေးပါမယ်ဆိုပြီးအမေကြီးကိုအခန်းအပြင်မဲ့အသာခေါ်ခဲ့တယ်အပြင်မဲ့ရောက်တဲ့အခါမခင်မေထမင်းသွားခုကြီးလို့တိမ်မောင်ကပြောတယ်မခင်မေလည်းထမင်းသွားခုတယ်ဦးလာမောင်ကဒေါ်လာမေမောင်သိန်းအဖွင့်ခိုင်းလို့မှမရရင်ကျွန်တော်တို့ကတော့တကားကိုပစိန်နဲ့ပေါက်ပြီးဖွင့်မှုစိတ်ကူးပြီးပြီလို့ပြောတယ်ဒေါ်လာမေကဘာမှပြန်မပြောဘူးဒေါ်တန်တင်ကလည်းဒေါ်လာမေတော်တော်စိတ်အကြည့်သားပဲလို့ပြောသေးတယ်ဒေါ်လာမေကလည်းဘာမှပြန်မပြောဘူးတိမ်မောင်ဟာဒေါ်လာမေအခန်းထဲဝင်သွားပြီးမျက်နှာတုပ်ဆောင်ယူလာတယ်ជីជីရဲ့တိတ်ပါဆိုပြီးအမေကြီးကိုမျက်ရည်တုပ်ပေးနေပါတယ်တောင်းကြတဲ့အခါထမင်းစပွဲကိုမက်ခင်မေနဲ့မက်တင်မေမှပြီးယူလာပါတယ်တိမ်မောင်ဟာအမေကြီးရဲ့လက်ကိုယူပြီးလက်ဆေးစလုံးထဲမှာသူကိုယ်တိုင်ပွက်သက်ဆေးပေးပါတယ်မက်ခင်မေကထမင်းထည့်မလို့လုပ်တဲ့အခါတိမ်မောင်ကနောက်ဆုတ်ဖို့လက်နဲ့ပြပါတယ်ပြီးတော့မှသူကိုယ်တိုင်ထည့်ပေးတယ်ခါတိုင်းကျွေးနေကြအတိုင်းပဲအမေကြီးပကံနဲ့ဟင်းရီဆန်းပေးတယ်ငါအယိုးထွန်းပေးတယ်တို့စရာကိုတခါတို့ကလေးတွေလှုပ်ပေးတယ်ထမင်းစားနေတော့လေជីជីကအပြင်ဘက်ကိုထွက်ရမှအသားရည်တွေအရင်ကထပ်ပိုကောင်းလာတယ်ဆိုတဲ့စကားမျိုးတွေကိုတစ်ခွန်းစားနှစ်ခွန်းစားပြောလိုက်တခါတလေကြတော့လေအိန္ဒိယကောင်းဆောင်ကြီးခန့်နီးဆိုတာခဏခဏအစာငက်ခံတယ်တခါတလေအစာငက်ခံတာအရက်20ကျော်ကြာတယ်ជីជីကခန့်နီးကြီးရဲ့ဆန်ငိန်ချုံးမလို့ထင်တယ်ဆိုတဲ့ရဲစရာစကားတွေကြားညက်ပြောလိုက်နေအမေကြီးစိတ်ကြည်လာအောင်လှုပ်ပေးနေပါတယ်ဒေါ်တန်းတင်ကအမေကြီးနဲ့တိမ်မောင်ကိုကြည့်ပြီးကြည်စမ်းမလာအေးညီအမေကိုဘလောက်အနွမ်းတာခံတယ်လဲညီမှုမတနာပဲနေရတာတို့မဆိုင်တဲ့လူတောင်မောင်သိန်းမောင်ကိုကြည့်ပြီးတနာမိတယ်လို့သူ့အနားမှာထိုင်နေတဲ့မက်ခင်မေကိုတိုးတိုးပြောနေပါတယ်မက်ခင်မေကပါမှပြန်မပြောဘူးနားထောင်နေတယ်အမေကြီးထမင်းစားပြီးတဲ့အခါသူ့အမြဲကြုတ်ပြီးပို့နေတယ်ရှောက်ရီကိုယူပြီးနှက်စွန်းတိုက်ပါတယ်ရှောက်ရီကိုတိုက်ပြီးမှပြောင်မှုဖက်စေးလေးကြီးကိုမီးညှိပြီးပေးတယ်အမေကြီးလည်းစိတ်ချမ်းသာပြီးမျက်နှာတွေကြည်ကြည်လင်းလင်းပြန်ဖြစ်လာတယ်တအောင်လောက်ကြတဲ့အခါသိန်းမောင်ကជីជីရေအစာငက်ခံခြင်းခံကျွန်တော်အငက်ခံရမှာဘယ်နဲ့ကျွန်တော်နေရာမှာជីជីကဝင်ပြီးအစာငက်ခံနေရတာလည်းမသိဘူးလို့ရဲရဲမောမောပြောတယ်ဒီလိုပြောပြီးတော့မှသိန်းမောင်ကပြန်မအောင်မေလို့အားလုံးကိုနှုတ်ဆက်ပြီးပြန်သွားတယ်ဦးလာမောင်ဒေါ်တန်းတင်တို့ကရောဦးလေးဖိုးကြီးကရောညီမလေးမက်တင်မေကရောမက်ခင်မေကိုဝိုင်းပြီးအပြစ်တင်ကြပါတယ်အမေကြီးကတော့ဘာမှမပြောဘူးပြောင်းမှုဖက်စေးပေါ်လေးကြီးကိုသာဖွာနေပါတယ်ဦးလာမောင်ကမက်ခင်မေဦးမိဘတွေဟာဆင်းရဲတယ်ဦးကိုမက်တန်းတင်တို့မိဘတွေကကြောင်းထားရတယ်ကျောင်းကထွက်တော့မက်တန်းတင်ရဲ့အဖေစီမှာရှေ့နေစရေးလုပ်ရတယ်မက်တန်းတင်ရဲ့အမေကြီးရဲ့အကူကြီးနဲ့ပဲဦးဟာရှေ့နေစာမေးပွဲအောင်ခဲ့တယ်အဲ့ဒီလောက်မက်တန်းတင်ရဲ့မိဘတွေဟာဦးအပေါ်မှာကျေးဇူးကြီးခဲ့တာတောင်ဦးဟာမက်တန်းတင်ရဲ့မိဘတွေကိုမောင်သိန်းမောင်ကမက်ခင်မေရဲ့အမေကိုပြုစုတာလောက်တစ်ခါမှမပြုစုခဲ့ဘူးမောင်သိန်းဟာဒေါ်လာမေကိုဒီလောက်အထိအနွန်တာခံပြီးပြုစုတာဒေါ်လာမေကိုလည်းအမေအရင်လိုချစ်လို့ပါပဲဒါကိုမငင်းနိုင်ပါဘူးဒါပေမဲ့မက်ခင်မေကိုလည်းအင်မတန်မြတ်တာရှိလို့ဒီလောက်အနွန်တာခံနေဆိုတာမက်ခင်မေတို့သိဖို့ကောင်းတယ်မောင်သိန်းဟာမက်ခင်မေကိုအင်မတန်မြတ်တာရှိနေတယ်ကုံကုံပြောမယ်ကွယ်မက်ခင်မေကြောင့်ဥရိုတောင်မောင်သိန်းအပေါ်မှာတိတ်ပြီးမျက်နှာကြီးနေတာပဲလို့ပြောတယ်ဦးလေးဖိုးကြီးကငွေတို့ကြီးကောင်းမော်ရွက်ရှာတောင်ဒီတငယ်မျိုးမတွေ့နိုင်ပါဘူးဒီကောင်မကလေးဟာလိမ္မာမလို့လို့နဲ့တိတ်မိုက်တယ်လို့ပြောပြီးဦးလာမောင်ကိုထောက်ခံပါတယ်ဒေါ်တန်းတင်က
မခင်မေညီမမတနာပဲနေရက်တယ်ကွယ်တို့မဆိုင်တဲ့လူတောင်မောင်သိန်းကိုကြည့်ပြီးတနာနေတယ်တော်ယုံတန်ယုံမြတ်တာနဲ့ဒီလောက်အနွန်တာမခံနိုင်ပါဘူးအေးကိုလာမောင်ပြောတာကိုညှိယုံပါလို့မခင်မေကိုခုတင်ကတိုးတိုးပြောပြီးသားစကားကိုပဲပြန်ပြောတယ်ညီမကလေးမက်တယ်မေကလည်းမမဟာယောက်ျားယူရမှာကိုဘလူးပါဆက်ထဲခုံဆင်းရမှာလောက်ကြောက်နေတယ်လို့ပြောပါတယ်မခင်မေကဘာမှမပြောဘူးအော်လူတွေကအတော်ခက်တယ်ဖုန်ကြီးလှုပ်ချင်တယ်တီလာရှည်လှုပ်ချင်တယ်ဆိုရင်ရေစရာလို့ထင်နေတဲ့ခေတ်ကိုရောက်နေပြီငါဘလို့ပြောငါပြောတာကိုသူတို့နားလဲမှာမဟုတ်တော့ပါဘူးငါအမေကစားပြီးနားမလဲတော့ဘူးလို့သူဟာသူစဉ်းစားနေပါတယ်အဲ့ဒီလိုစဉ်းစားရင်မင်းညတကောင်လောက်ကလေးကရင်းရင်စားပြုတ်လာတဲ့တီလာရှည်လှုပ်မေးဆိုတဲ့သူ့အတိတ်ထံဟာဒီအချိန်မှာလေတဲ့အကုံအစင်လွန့်ပါကုန်ကြပြီဖြစ်တဲ့အတွက်ဒီတသက်မှာတော့ဖြင့်သူနဲ့တီလာရှင်ဘဝဟာလက်လန်းမမီနိုင်လောက်အောင်ကိုအဝေးကြီးဝေးရလေပြီလို့စိတ်နှလုံးတုံတုံချလိုက်ပါတယ်တိမ်မောင်ဟာအိမ်ပြန်ရောက်တဲ့အခါတညလုံးအိမ်မပြောဘူးအစာကသူတွက်ကြည့်တော့ကမက်ခင်မေကိစ္စဟာခက်တော့ခက်မယ်ဒီလောက်ခက်လိမ့်မယ်ဆိုတော့သူတခါမှမတွေးမိခဲ့ဘူးအခုဆိုရင်အမေကြီးဟာသူ့ကိုယ်သူအဆုံးစီရင်ပြစ်မဲ့အခြေအနေထိရောက်သွားခဲ့တယ်မက်ခင်မေလည်းမျက်ရည်နဲ့မျက်ခွဲဖြစ်ခဲ့ရတယ်ဦးလေးဖိုးအေးလည်းစိတ်ဆင်းရဲရတယ်သူ့ကိုသားသမီးလိုခင်နေကြတဲ့ဦးလောက်မောင်တို့လည်းမရလဲစိတ်ဆင်းရဲရတယ်အဲ့ဒီတော့ဒီအလုပ်ကိုရှေ့တိုးပြီးဇွတ်အတင်းလုပ်ရရင်ကောင်းမလားရက်တန်းကရက်ပြီးနောက်ကိုအသာဆုပ်ရရင်ကောင်းမလားအဲ့ဒါကိုသိမ်းမောင်အကြာကြီးစဉ်းစားပါတယ်ရှေ့အတင်းစွတ်တော့ရင်မခင်မေဆိုတဲ့ဟာမကလေးဟာစိတ်အကြီးသားဒီတစ်ခါဆိုရင်သူ့အမေမသေးခင်သူ့ကိုယ်သူတက်သေးရင်သေးမယ်ဒီလိုမှမသေးရင်သူ့အမေကိုတနာပြီးငါ့ကိုမချစ်ပဲယူရပြန်ရင်လေသူ့တက်လုံးစိတ်ချမ်းသာတော့မှမဟုတ်ဘူးငါလည်းစိတ်ချမ်းသာတော့မှမဟုတ်ဘူးဒီလိုတက်လုံးစိတ်မချမ်းသာရမယ့်ကိစ္စကိုဘာဖြစ်လို့ဇွတ်အတင်းတိုးပြီးလုပ်မလဲနောက်ပြီးတော့လေကို့မချစ်တဲ့မိန်းကလေးတယောက်ကိုအမေကြီးကပ်ပြီးဇွတ်အတင်းယူရဲဆိုတာအနိုင်ကျင့်တာမျိုးပဲတထေးမောင်ထွန်းဟာပတ်စံနဲ့ပေါက်ပြီးမိန်းကလေးတွေဖြက်စီးတာကိုတော့မင်းမကြိုက်ဘူးအမေကြီးကိုကပ်ပြီးကို့မကြိုက်တဲ့မက်ခင်မေကိုဇွတ်အတင်းရအောင်ယူမယ်ဆိုတာဟာမောင်ထွန်းငွေနဲ့ပေါက်ပြီးမိန်းကလေးတွေကိုအနိုင်ကျင့်တာနဲ့ဘာထူးသေးတယ်လဲနောက်ပြီးတော့လေငါ့ကိုမလိုချင်ပါဘူးလို့ဒီလောက်ဖြစ်နေတဲ့ဟာကိုငါကလိုချင်ပါတယ်နဲ့ဖြစ်နေရင်မကောင်းဘူးယောက်ျားပြီးသားရမကြဘူးဆိုတဲ့အချက်တွေကိုအပြန်ပြန်အလန်လန်စဉ်းစားနေပါတယ်အကယ်၍သာမောင်သိန်းဟာလူပညာရှိယဟန်ပညာရှိတွေနဲ့တွေ့ရဆွေးနွေးရပြီးလောကုတ်တရားဘဟုတုတရှိသလောက်ရှိနေမယ်ဆိုရင်ဒီလောက်အထိသူကိုပင်မစိတ်ပင်မဖြစ်ရတဲ့ဒုက္ခတွေနဲ့တွေ့နေရတာဟာချစ်မိလို့ပဲဆိုတာကိုသူဧကန်တွေးမိမှာပဲတွေးမိပြီးတန်ဝေကရသလောက်ရမှာပဲဒါပေမဲ့တိမ်မောင်မှာဒီလောကုတ်တရားဘဟုတုတမရှိရှာဘူးဒါကြောင့်ဒီလိုတန်ဝေကရတဲ့အထိသူမရောက်နိုင်ရှာဘူးမနက်၄နာရီလောက်ကြတော့တိမ်မောင်ဟာကြီးစီစားတဲ့ဆောင်ရေးပါတယ်ကြီးရဲ့စားထဲမှာကျွန်တော်အားသားရင်ပမာချက်လာစွာတော့ကြီးထံရိုသိစွာစာအဖြစ်အစီရင်ခံပါတယ်ကျွန်တော်အတွက်ဆိုရင်ကြီးဟာအသက်ကိုပင်စွန့်တော့မယ်ဆိုတာကိုမြင်ရတဲ့အတွက်ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်အတွက်နဲ့တက်လုံးချစ်ခင်စီလုံးရှိလာခဲ့တဲ့မိသားစုဟာအခုလိုစိတ်ဝမ်းကွဲပြားရတာမျက်ရည်ကျရတာအသက်ကိုတော့အဆုံးစီရင်ဆုံးဖြတ်ခဲ့ရတဲ့အထိဖြစ်ရတာတွေကိုမြင်ရတဲ့အခါကျွန်တော်စိတ်မချမ်းသာပါဘူးအကယ်၍ကြီးစိတ်ချမ်းသာအောင်မခင်မေကကျွန်တော်ကိုမြတ်တာမရှိပဲယူရလင်သူလည်းတက်လုံးစိတ်ချမ်းသာမှာမဟုတ်ပါဘူးကျွန်တော်လည်းတက်လုံးစိတ်ချမ်းသာမှာမဟုတ်ပါဘူးဒီလိုယူရတာမျိုးကိုကျွန်တော်အနေနဲ့အာမပေးချင်ပါဘူးဒါကြောင့်ဒီကိစ္စကိုရှေ့မဆက်ပဲမေ့ပြစ်ပါရင်ကျွန်တော်ရှ िख ိုးတောင်းမှန်ပါတယ်ကျွန်တော်ကိုရှေ့ကလိုပဲတာအရင်အနေနဲ့ဆက်ပြီးချစ်ပါမြတ်တာမပြတ်ပါနဲ့ကျွန်တော်ကလည်းကြီးကိုတက်လုံးအမေရင်လိုပဲဆက်ပြီးချစ်ပါရစေအခုအတော်အတွင်းကျွန်တော်စိတ်တွေမကြည်လင်သေးတဲ့အတွက်ကြီးစီကိုကျွန်တော်မလာနိုင်ရင်ခွင့်လွှတ်စေချင်ပါတယ်စိတ်တွေချမ်းသာဖြစ်တဲ့အခါကျွန်တော်လာခဲ့ပါမယ်ကိုစိတ်နှဖျားချမ်းသာပါစေမောင်သိန်းလို့ရေးထားတယ်ဒီစာရေးပြီးတဲ့နောက်သူတထေးစီမှာခွင့်3ရက်တောင်းတဲ့စာတစောင်ရေးပါတယ်စာရေးပြီးတပြည့်ဆန်မြကိုနှိုးပါတယ်မနက်9နာရီထွက်နေကြဆက်မော်တော်ဘုံနဲ့လိုက်သွားပြီးတထေးကိုစာပေးဖို့မှားပါတယ်9နာရီလောက်မှသိန်းမောင်အိပ်ပျော်သွားပါတယ်မခင်မေလည်းသူ့အိမ်မှာတညလုံးအိမ်မပျော်ဘူးအရင်တော့ကဆိုလင်းဇက်လိုက်မင်းသားကြီးကိုသိန်းဟာအိုက်တန်တွေကောင်းလွန်းလို့မခင်မေဟာကိုသိန်းကိုအိမ်တွေကြီးတဲ့ဆေးစရာတယောက်လို့သာသဘောထားပြီးအိမ်နဲ့ဆိုင်ကိုလာတဲ့အခါလောက်သာကိုသိန်းကိုတတိရတယ်အခုတော့ဒီလိုမဟုတ်တော့ဘူးမောင်သိန်းဟာမခင်မေကိုအင်မတန်မြတ်တာရှိလို့ဒီလောက်အနွတ်တာခံနေဆိုတာမခင်မေသိဖို့ကောင်းတယ်လို့ဦးလာမောင်ပြောသွားတဲ့စကားတွေညီမမတနာပဲနေရက်တယ်ကွယ်တို့မဆိုင်တဲ့လူတွေတောင်မတနာပဲမနေနိုင်ဘူးလို့ဒေါ်တန်းတင်ပြောသွားတဲ့စကားတွေဟာမခင်မေရဲ့စိတ်ကိုအတော်ထိခိုက်သွားတယ်အဲဒါကြောင့်သူ့အမေကိုကိုသိန်းကြည်နာနာနွန်းတာတာရိုးသေးပြုစုတာတွေကိုတရေရေပြန်မြင်ပြီးကိုသိန်းကိုတန်းထားတဲ့စိတ်တွေဟာမခင်မေရဲ့ရင်ထဲမှာထူးထူးဆန်းဆန်းငုတ်ချီပေါ်ကြီးဖြစ်နေတာကိုမခင်မေကိုယ်တိုင်တွေ့နေရတယ်
သူ့လက်ထဲရောက်မှငါအပေါ်မှာစိုးမဲ့လက္ခဏာတော့မရှိပါဘူးဆိုလဲငါအကုသိုလ်ကံနဲ့ငါပေါ်ဘယ်တက်နိုင်မလဲကိုသိန်းဟာအရက်များတောက်တတ်မလားအလောင်းကစားကိုရှိသလားအပျော်ပါဝလိုက်တတ်သလားမပြောတတ်ပါဘူးဒါတွေရှိရင်လည်းအိမ်အောင်ကြပြီးတော့မှတက်နိုင်သလောက်ကြည်ပြင်ရမှာပဲတပေတတာကမ္မတကာပေါ့ကွယ်လို့ရှုပ်လာတဲ့စိတ်တွေကိုဖြေလိုက်ပါတယ်နောက်အတော်ကလေးကြတဲ့အခါကိုသိန်းဟာလူစိုးတော့ဟုတ်မယ်မထင်ပါဘူးဆိုတဲ့အတွေ့ဟာမက်ခင်မေရဲ့ခေါင်းထဲရောက်လာပြန်ပါတယ်ခဏလောက်စဉ်းစားပြီးမှစိုးလဲငါကက်နဲ့ငါပေါ့ကွယ်လို့ဖြေလိုက်ပါတယ်ကိုသိန်းဟာလူစိုးတော့ဟုတ်မယ်မထင်ပါဘူးစိုးလဲငါကက်နဲ့ငါပေါ့ကွယ်ဆိုတဲ့အတွေ့ဟာခဏပေါ်နေပါတယ်ဒီအတွေ့နောက်ဆုံးပေါ်လာတဲ့အချိန်ကြတော့တချို့သားသမီးကောင်းတွေဟာမိဘတွေကိုအသက်ပေးပြေတောင်ကျေးဇူးဆက်ကြသေးတာပဲငါမှတော့အသက်ဆုံးရတာမဟုတ်သေးပါဘူးဘာပဲဖြစ်ဖြစ်ဖြစ်ချင်တာဖြစ်ပါစေသူဆိုရင်လည်းခံရမှာပဲမေမေစိတ်ချမ်းသာရင်ပြီးရောဒီလိုမှမဟုတ်ရင်မေမေဟာတီစိတ်နဲ့တေးမှာပဲလို့ထွေရလေးပါတွေကိုတွေးရင်ကိုသိန်းကိုတနာမိလို့ဘယ်တော့မှသူ့မှာမဖြစ်ဘူးခဲ့တဲ့အတွေ့တွေကိုသူတွေးရပြီဘယ်တော့မှသူ့မှာမဖြစ်ဘူးခဲ့တဲ့တကောင်ကျော်အထိအိယာပေါ်မှာဟိုဘက်လိတ်ဒီဘက်လိတ်လှိမ့်နေရတဲ့အဖြစ်အပျက်တွေနဲ့လည်းသူတွေ့နေရပြီလို့စင်ကြင်မိပြီးတန်ဝေကတွေရသွားပါတယ်။အဲ့ဒါနဲ့ခန္ဓာ၅ပါးကိုလက္ခဏာရေး၃ပါးတင်ပြီးရှုနေရင်အိပ်ပျော်သွားပါတယ်။မနက်၄နာရီကြော်ကြော်လောက်မှာခါတိုင်းလိုပဲထပြီးဖျားဝေယဝိစာတွေလုပ်ပါတယ်။ဖျားရှိခိုးပါတယ်။အားလုံးပြီးတော့မှဖေဖေလို့သူ့အဖေကိုတိုင်တယ်ပါတယ်။ဖေဖေမေမေစိတ်ဆင်းရဲရအောင်ဘယ်တော့မှမလုပ်ပါဘူးလို့တမီဖေဖေကိုဂတိပေးလိုက်ပါတယ်။မေမေစိတ်ဆင်းရဲအောင်တမီလုံးမိပါတယ်။ဂတိပြတ်သွားတဲ့အတွက်တီးခတ်မှာဖေဖေဂတိပြတ်သွားတဲ့အတွက်တီးခတ်မှာဖေဖေဂတိပြတ်သွားတဲ့အတွက်တီးခတ်မှာဖေဖေလို့တောင်းပန်ရှာပါတယ်။ဖျားရှိခိုးပြီးတဲ့အခါသူ့မေမေစီသွားပြီးနေ့စဉ်လုံနေကြဝေယဝိစာတွေလုပ်ပေးပါတယ်။အားလုံးပြီးတဲ့အခါကော်ဖီတိုက်ရင်သူ့အမေနာကပ်ပြီးမေမေစိတ်ဆင်းရဲအောင်လုပ်မိတာတီးခတ်မှာမေမေတမီမေမေစကားနားထောင်ပါမယ်။မေမေကြိုက်တဲ့အတိုင်းစီစဉ်မှာတော့မေမေလို့ပြောပါတယ်အမေကြီးလည်းဝမ်းသာအားရဖြစ်ပြီးမနက်9နာရီခွဲလောက်မှာဦးလာမောင်ဒေါ်တန်းတင်တို့အိမ်ကိုအကြောင်းကြားရအောင်ထွက်သွားပါတယ်တိမ်မောင်လည်းမနက်9နာရီခွဲလောက်မှာနိုးတယ်ရေမိုးချိုအဝတ်စားလည်းညကရေးထားတဲ့စာကိုအိတ်ထဲထည့်ပြီးအပြင်ထွက်ခါနီးမှာစိတ်လေးလာတာနဲ့ခဏပြန်ထိုင်ပါတယ်မခင်မေကိုတိမ်မောင်ဟာတမိုးအောက်တယောက်လို့ထင်ထားတယ်။ဒါပေမဲ့မခင်မေကသူ့ကိုမလိုချင်ဘူးဆိုတော့အမေကြီးကိုအိတ်ထဲကစာပေးပြီးမခင်မေအပေါ်မှာတက်မှတ်ဆွဲလန်းမှုကိုဖျက်ပစ်ရုံပဲရှိတော့တယ်။တိမ်မောင်အတွက်ဒီလန်းကလွယ်ပြီးတခြားလန်းမရှိဘူး။မခင်မေဟာမျက်ရည်နဲ့မျက်ခွက်ဖြစ်ပြီးသူနဲ့တသက်လုံးစိတ်မချမ်းမသာပေါင်းနေရမှာကိုသူနည်းနည်းမှမလိုလားဘူး။မခင်မေသူ့ကိုမယူချင်ဘူးဆိုတာတခြားတယောက်ကိုလိုချင်လို့မဟုတ်ဘူးလင်မယူချင်လို့ကိုသူမယူတာဖြစ်တဲ့အတွက်မခင်မေကိုသူစိတ်မနာဘူးမခင်မေကလေးဟာသူ့အတွက်တသက်လုံးစိတ်မချမ်းမသာဖြစ်နေမှာကိုသာဆိုတယ်အဲ့ဒီတော့တအောင်လောက်ထိုင်နေပြီးတက်ပြင်းချလိုက်တယ်အေးဒီလမ်းမရှိတယ်ကွာလို့သူဟာသူပြောပြီးထွက်သွားပါတယ်မခင်မေတို့ဆိုင်ရောက်တဲ့အခါမခင်မေရှိရာကိုသိမ်းမောင်လျှောက်သွားတယ်အနာရောက်တဲ့အခါကြီးကြီးကိုဒီစားပေးလိုက်ပါလို့ပြောပြီးစားပြီးတယ်ပြီးတော့မခင်မေကိုတစ်ချက်ကြည့်တယ်ကြည့်ပြီးဘာမှမပြောဘဲပြန်ထွက်လာတယ်မခင်မေကကိုသိမ်းထမင်းစားသွားအောင်လေလို့ပြောပေမဲ့ပြန်လှည့်မကြည့်ပဲမစားတော့ဘူးလို့ပြောပြီးထွက်မြဲထွက်သွားတယ်မခင်မေဟာရှီးတုံးကယောက်ျားဆိုရင်ဒီလိုတစ်ခါမှမကြည့်ဘူးအခုတစ်ခါမောင်သိန်းထွက်သွားတာကိုဆိုင်ထဲကနေပြီးမျက်စိတဆုံကြည့်နေတယ်မောင်သိန်းကွယ်သွားတဲ့အခါညကလိုတနာတဲ့စိတ်တွေထူးထူးဆန်းဆန်းကြီးပေါ်နေပါတယ်ညနေဆိုင်သိန်းတဲ့အခါမောင်သိန်းပေးသွားတဲ့စာကိုမခင်မေဟာသူ့အမေကိုပေးပါတယ်သူ့အမေကဖက်ပြစမ်းမဆိုတာနဲ့မခင်မေဟာဖက်ပြရပါတယ်စာဖတ်ပြီးတဲ့အခါကိုသိန်းငါကိုအထင်လွဲနေပြီလို့တွေးမိပြီးတော့လဲဝမ်းနေပါတယ်ကိုသိန်းဟာမြင့်မြတ်တဲ့ယောက်ျားတစ်ယောက်ပဲလို့တွေးပြီးတော့လဲကိုသိန်းကိုတနာတဲ့စိတ်ထဲမှာကြည်ညိုတဲ့စိတ်တွေထပ်တိုးလာပြန်ပါတယ်အမေကြီးကတမီးရေမေမေကိုထမင်းမြန်မြန်ခုကျွေးစမ်းဒီကိစ္စကိုမေမေကနေညပဲရှင်းပြလိုက်ပါမယ်လို့ပြောတာနဲ့မခင်မေဟာထမင်းခုရအောင်မိဖို့ရဲဝင်သွားပါတယ်ဒေါ်လာမေထမင်းစားပြီးတဲ့အခါဦးလာမောင်ဒေါ်တန်းတင်တို့အိမ်ကိုသွားပြီးမောင်သိန်းရေးလိုက်တဲ့စာကိုပြပါတယ်စာဖတ်ပြီးတဲ့အခါနောက်ဆုံးအခြေအနေကိုမောင်သိန်းမသိရသေးဘူးလားလို့ဒေါ်တန်းတင်ကမေးပါတယ်မောင်သိန်းကိုမပြောရသေးဘူးလို့ဒေါ်လာမေကပြန်ပြောတယ်အဲ့ဒီနောက်ဒေါ်လာမီနဲ့ဒေါ်တန်းတင်တို့တိုင်ပင်ပြီးမောင်သိန်းရဲ့အိမ်ကိုလိုက်သွားပါတယ်။မောင်သိန်းလည်းကြီးကြီးနဲ့ဒေါ်တန်းတင်တို့ကိုပြပြတလဲခီးဥကြိုပြုပါတယ်။ထိုင်ပြီးစကားပြောကြတဲ့အခါဒေါ်လာမီကကိစ္စတွေအားလုံးပြီးကုန်ပါပြီကွယ်။မောင်သိန်းစိတ်ချမ်းချမ်းသာသာနေပါ။ကြီးကြီးနဲ့ဒေါ်တန်းတင်တို့ဦးလှမောင်နဲ့အားလုံးစီစဉ်နေပါပြီ။မနက်ကားဆိုရင်မင်္ဂလာဆောင်မှုရက်ကိုတောင်3-4ရက်ရွေးပြီးပြီ။ဆရာရှင်ကိုပြပြီးအကောင်းဆုံးရက်ကိုရွေးဖို့ပဲရှိတော့တယ်လို့ပြောပါတယ်။အဲ့ဒီအခါမောင်သိန်းကကြီးကြီးရဲ့မခင်မေကျွန်တော်ကိုမြတ်တာရှိရဲ့လား
မြတ်တာမရှိဘဲနဲ့ကြီးကြောင်ယူရရင်တက်တက်လုံးစိတ်မချမ်းမသာဖြစ်နေမှာပဲအဲ့ဒါကိုကျွန်တော်ဘယ်နည်းနဲ့မှမကြည့်ရဘူးလို့ပြောတယ်ဒီလိုမဖြစ်စေရပါဘူးကွယ်လို့ဒေါ်လာမေကပြောတဲ့အခါမောင်သိန်းဟာဘာမှမပြောဘဲကောင်းငုံပြီးစဉ်းစားနေပါတယ်ဒေါ်တန်းတင်ကကဲမောင်သိန်းမခင်မင်းမြတ်တာရှိတယ်မရှိဘူးဆိုတာမင်းဟာမင်းမေးအိမ်သွားမယ်လိုက်ခဲလို့ခေါ်တယ်အင်းအဲ့ဒါကောင်းတယ်လို့ဒေါ်လာမီကလည်းထောက်ခံတယ်မောင်သိန်းဟာရှက်အင်ကြီးထပ်ဝစ်ပြီးလိုက်သွားပါတယ်လမ်းရောက်တဲ့အခါဒေါ်တန်းတင်ကမခင်မေဟာမင်းနဲ့ပတ်သက်ပြီးစိုးရိမ်တာတော့ရှိတယ်မင်းကိုတော့အတီအလင်းဖွင့်ပြောမှာပဲမင်းအရက်တောက်တက်သလားလို့မေးတယ်ကျွန်တော်ဖះမှာလူထားတယ်လို့သိမ်းမောင်ကဖြေတယ်မင်းအလောင်းအစားတက်သလားလို့ဒေါ်တန်းတင်ကထပ်မေးတယ်သိမ်းမောင်ကဖះမှာလူထားတယ်လို့ဖြေတယ်မင်းအပျော်ပါလိုက်စားတတ်သလားလို့ဒေါ်တန်းတင်ကမေးတယ်ကျွန်တော်ဒါတွေဝါသနာမပါပါဘူးလို့သိမ်းမောင်ကဖြေတယ်နောက်တစ်ခုမင်းကိုပြောရအောင်မယ်မင်းလည်းအိမ်အောင်ကြပြင်းရင်သူ့ကိုစိတ်ဆိုးတဲ့အခါ9အိမ်ကြ10အိမ်ကြအော်ငေါပြီးသူ့ကိုရိုက်လားနှက်လားလုံမှာကိုမက်ခင်မေဟာတိတ်ကြောက်တယ်လို့ပြောတယ်သိမ်းမောင်ကအတန်ထွက်အောင်ရိုက်ပြီးတော်တော်ရဲ့တော်တော်ကြာသူကကျွန်တော်ကိုရိုက်မှာပါရိုက်ရင်တော့ကျွန်တော်ကြီးနဲ့တော်တော်ကိုလာပြီးတိုင်ရမှာပဲလို့ပြောပါတယ်အဲ့ဒီလိုစကားပြောရင်ဒေါ်လာမေတို့အိမ်ကိုရောက်လာပါတယ်ဒေါ်လာမေဒေါ်တန်တင်မောင်သိန်းတို့ထိုင်မိကြတဲ့အခါမခင်မေလည်းအနားမှာလာထိုင်ပါတယ်အဲ့ဒီအခါဒေါ်တန်တင်ကမခင်မေညီကိုမောင်သိန်းကမေးစရာတခုရှိနေတယ်မိဖို့တဲ့ကိုခေါ်သွားလို့ပြောပါတယ်မခင်မေလည်းကြောင်တက်တက်ဖြစ်နေပြီးမထားသေးဘူးထိုင်မြဲထိုင်နေတယ်သူ့အမေကပါမောင်သိန်းမေးစရာတခုရှိနေတယ်သွားပါလို့နောက်ထပ်ပြီးပြောတော့မှမခင်မေကရှေ့ကသွားပါတယ်တိမ်မောင်ကနောက်ကလိုက်သွားပါတယ်မိဖို့တဲ့ရောက်တဲ့အခါမခင်မေဟာမောင်သိန်းကိုပြုံးပြီးကြည့်နေပါတယ်ရှေ့တော့ကဆိုရင်မခင်မေဟာသူ့ကိုပြုံးပြီးဒီလိုကြည့်တာမောင်သိန်းဟာတခါမှမတွေ့ဘူးအဲ့ဒါကြောင့်တိမ်မောင်ဟာအင်မတန်ဝမ်းသာသွားပါတယ်မခင်မေဟာသူ့ကိုမြတ်တာရှိလို့သာဒီလိုပြုံးပြီးကြည့်နေတာဖြစ်မှာပဲလို့တွေးပြီးအင်မတန်ကြီးလဲကျေနပ်သွားတယ်မခင်မေကိုမှန်မှန်ပြောနော်လို့တိမ်မောင်ကစားလိုက်တယ်ကျမလိမ်မပြောတတ်ပါဘူးကိုသိန်းလို့မခင်မေကပြန်ပြောတယ်အခုမိမကမခင်မေရဲ့နောင်ရည်ကိုရဲ့နောင်ရည်အတွက်အရေးကြီးတယ်အဲ့ဒါကြောင့်မမေးမဖြစ်လို့မေးရမှာပါအနိုင်ကျင့်တယ်လို့လည်းမအောင်မိပါနဲ့လို့မောင်သိန်းကစကားပလင်ခံပြန်တယ်မေးတာမေးပါကိုသိန်းရဲ့အနိုင်ကျင့်တယ်လို့ကျမမထင်ပါဘူးလို့မခင်မေကပြန်ဖြေတယ်မခင်မေကြီးစီကိုရေးလိုက်တဲ့စာမခင်မေဖတ်ပြီးပလားလို့သိန်းမောင်ကမေးတယ်မခင်မေကမေကသူ့ကိုဖတ်ပြခိုင်းလို့စာကိုကျမပဲဖတ်ပြရပါတယ်လို့ပြန်ဖြေပါတယ်သိန်းမောင်ကအဲ့ဒီတော့ကြီးကြောင်မခင်မေဟာကိုမြတ်တာမရှိပဲယူရတယ်ဆိုရင်မခင်မေတက်တက်လုံးစိတ်မချမ်းမသာဖြစ်မှာပဲအဲ့ဒါကိုမကြည့်ရပါဘူးကိုဟာသူ့တစ်ဖက်သားဘလို့ပဲဖြစ်ဖြစ်ကိုစိတ်ချမ်းသာရရင်ပြီးရောဆိုတဲ့လူစားမျိုးမဟုတ်ပါဘူးအမှန်တိုင်းပြောပါမယ်ကိုဟာမခင်မေကိုတိတ်ချစ်တာပဲမခင်မေကိုတမိုးအောင်မှာတယောက်တည်းရှိတယ်လို့ပဲစိတ်ထဲမှာဆွဲနေတာပဲဒါပေမဲ့အိမ်အောင်ပြုတ်တယ်ဆိုတာတယောက်တည်းကတစ်ဖက်သက်ချစ်နေလို့မပြီးဘူးယောက်ျားကကြည့်ပဲတစ်ဖက်သက်ချစ်နေလို့မပြီးဘူးမိန်းမကကြည့်ပဲတစ်ဖက်သက်ချစ်နေလို့လည်းမပြီးဘူးဒီလိုတစ်ဖက်သက်ချစ်နေရတဲ့အိမ်အောင်ကြီးဟာပျော်စရာကောင်းတဲ့အိမ်အောင်မဖြစ်လာနိုင်ဘူးယောက်ျားတော်လည်းကောင်းမိန်းမတော်လည်းကောင်းမျက်ရည်နဲ့မျက်ခွက်ဖြစ်နေရမယ့်အိမ်အောင်မျိုးသားဖြစ်မှာပဲဒီလိုတစ်ဖက်သက်အိမ်အောင်ဟာကြာရှည်ခံတဲ့အိမ်အောင်မဖြစ်နိုင်ဘူးဆက်လဲဝင်ဖမမဲခင်ကဆိုတဲ့အိမ်အောင်မျိုးသားဖြစ်မှာပဲဒီအိမ်အောင်မျိုးကိုမက်ခင်မေလိုလားမှာမဟုတ်ဘူးကိုလည်းမလိုလားဘူးလောကုတ်တရားအတွက်လည်းကောင်းမှာမဟုတ်ဘူးဒါကတော့မက်ခင်မေကကို့ထက်ပိုသိပါတယ်ကို့အတွက်ကတော့တန်တိတ်ထန်ချပြီးပြီမက်ခင်မေကိုမြတ်တာမရှိရင်မယူဘူးကြီးပြောဒေါ်တမ်းမဲပြောဥဝဲပြောဘယ်သူပြောမယူဘူးအဲ့ဒီတော့မက်ခင်မေကိုမြတ်တာရှိသလားမရှိဘူးလားအဲ့ဒါကိုပဲကိုသိချင်တယ်ကြီးကြောင်ယူရတယ်ဆိုတာတော့တက်တက်လုံးမလုပ်ပါနဲ့မက်ခင်မေကြီးကိုကြည့်ပြီးပြောပါမယ်ကိုတာဝန်ထားပါအာမနာပါနဲ့ပြောတာပြောပါမခင်မေကိုမြတ်တာရှိသလားမရှိဘူးလားလို့မေးပါတယ်မခင်မေဟာခေါင်းငုံပြီးနားထောင်နေရကမော်မကြည့်ပဲကိုသိန်းရဲ့ကျမမြတ်တာရှိပါတယ်လို့ဖြေပါတယ်တိမ်မောင်ကမခင်မေလို့ခေါ်လိုက်ပါတယ်မခင်မေကမော့ကြည့်တယ်တိမ်မောင်ဟာပြုံးပြီးမခင်မေကိုကြည့်နေပါတယ်မခင်မေလည်းတိမ်မောင်ကိုပြုံးပြီးကြည့်နေပါတယ်တိမ်မောင်လည်းဝမ်းသာလုံးဆိုပြီးဘာမှမပြောနိုင်ပဲမခင်မေရဲ့ညာလက်ဝါးကိုသူ့လက်နှစ်ဖက်နဲ့ကိုင်းပြီးခါနေပါတယ်ပါဇက်ကလည်းကျေနပ်ပြီးလို့3-4ချိန်ရွတ်လိုက်ပါတယ်ပြီးတော့မှမခင်မေကိုအရက်နဲ့အလောင်းကစားကိုဖះမှာလူထားပါတယ်စိတ်ချပါအပျော်ပါမလိုက်တတ်ပါဘူးစိတ်ချပါတစ္ဆာရေးတိုက်ရင်အခုတောက်ပါမယ်နောက်ပြီးတော့ကိုအလုပ်လုပ်တဲ့နေရာမှာလည်းမခင်မေသဘောကျအတိုင်းပါပဲတထေးရဲ့ပစ္စည်းတွေဟာတိတ်နဲ့ချီပြီးကိုကင်နေရပါတယ်အလုပ်ဝင်တဲ့နေ့ကစပြီးဒီနေ့အထိရုံးကတွဲအပ်တဲ့ချောင်းအိမ်ကိုယူမလာဘူးရုံးကစက်ကိုနဲ့မိတ်စီရိစီကိုစာမရေးဘူးသူများပစ္စည်းဆိုရင်ဒီလောက်အထိကိုရှောင်းနေ
ဒီအပြင်မခင်မေပါမေးချင်သေးတယ်လဲမေးပါကိုဖြေပါမယ်လို့ပြောတယ်မေးဖို့မလိုတော့ပါဘူးကိုသိန်းရဲ့လို့မခင်မေကပြန်ပြောပါတယ်ဒီလိုဆိုရင်မခင်မေစီကကိုကတိတစ်ခုလိုချင်တယ်ပေးနိုင်မှာမလားလို့သိန်းမောင်ကမေးတယ်မခင်မေကဘာကတိလဲကိုသိန်းရဲ့လို့ပြန်မေးပါတယ်အဲ့ဒီအခါသိန်းမောင်ကအိမ်အောင်ကြပြီးရင်ကိုစိတ်ဆိုးတဲ့အခါမခင်မေကို9အိမ်ချ10အိမ်ချမအော်မငေါက်ပါဘူးကိုရိုက်လားနှက်လားမလုပ်ပါဘူးဆိုတဲ့ကတိကိုပေးနိုင်မှာမလားလို့ရဲပြီးမေးတယ်မခင်မေကပြုံးပြီးပေးနိုင်ပါတယ်ကိုသိန်းရဲ့လို့ပြန်ဖြေတယ်သိန်းမောင်ဟာအကျေနဲ့ကြီးကျေနဲ့နေတယ်အဲ့ဒါကြောင့်တစ်ကြိမ်ထပ်ပြီးမခင်မေကိုချစ်တယ်နော်လို့မေးပါတယ်ချစ်ပါတယ်ကိုသိန်းရဲ့လို့မခင်မေကဖြေတယ်မခင်မေကိုအဟုတ်မြတ်တာရှိတယ်နော်လို့ထပ်မေးပြန်ပါတယ်အဟုတ်မြတ်တာရှိပါတယ်ကိုသိန်းရဲ့လို့မခင်မေကဖြေပါတယ်မခင်မေကိုဦးရဲအသေးတဲကပါချစ်တယ်နော်လို့ကိုသိန်းမောင်ကထပ်ပြီးမေးပါတယ်မခင်မေကလည်းဦးရဲအသေးတဲကပါချစ်ပါတယ်ကိုသိန်းရဲ့လို့ဖြေပါတယ်